အဲ့လိုကြိုက်နေရတာပေါ့အမင်းမကရွေးလို့မကြောက်ကျွန်တော်ရွေးကြဆိုရမ်းများတယ်ဆိုမင်္ဂလာပါကျွန်တော်ဒီနေ့ဆိုပြတဲ့အကြောင်းလေးအောင်ကျွန်တော်ဂျာသိမီကမှာထွက်ထားတဲ့မျိုးချီရပဲအချင်းလေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်ဆုပ်ဖြစ်တာပေါ့အချင်းတွေ့ပြီးခရီးခရီးမဆုပ်ဖြစ်ဒီကြားလေးကိုတော်ကြီးအချင်းကိုစပြီးတော့ဘယ်လိုမျိုးစိတ်ကူးလေးရေးဖြစ်လဲဒါလေးနည်းနည်းတော့ပြပြဒီချင်းကကျွန်တော်ပြီးခဲ့တဲ့တစ်နှစ်လောက်ပါပေါ့နော်ကျွန်တော်ဘိတ်ကိုစားရောက်လာတဲ့အခါမှာကျွန်တော်ရဲ့အရင်တည်းကဝါသနာကျွန်တော်စီးပွားရေးလုပ်နေဆိုရင်ဝါသနာချင်းဆိုတာပေါ့ချင်းဆိုတာဆိုဒီရောက်လာလဲကျွန်တော်ဒီဝိုင်းလေးတွေတွေ့ရတယ်ကျွန်တော်ချင်းဆိုညာလေးတွေတွေ့ရတယ်ကျွန်တော်ရန်ကုန်မှာလည်းအနေချင်းဆိုပြတယ်ပေါ့ဒီရောက်လာတဲ့အခါမှာကျွန်တော်တချင်းလေးထုတ်ဖို့နဲ့စိတ်ကူးပြတော့ကျွန်တော်တချင်းလေးရေးပြတယ်ပေါ့ဒါမဲ့ဒီကောင်ကိုကျွန်တော်အကောင့်ထဲပေါ်ဖို့ဒီချင်းလေးကိုအကောင့်ထဲပေါ်ဖို့ကျွန်တော်တစ်နှစ်လောက်အချိန်ယူခဲ့ပေါ့ဒီရောက်ပြီးတော့ချင်းစရေးပြီးဂျားထဲမှာကျွန်တော်လုံမယ်ဆိုပြီးတော့ကျွန်တော်ဘယ်ကစလို့အောင်မသိဘယ်စလို့အောင်မသိတော့နောက်ပိုင်းကျွန်တော်ညီလေးအားပုံနဲ့တွေ့ရောကျွန်တော်တချင်းကြီးဆိုပြတဲ့ခါကျတော့ကျွန်တော်တချင်းလောက်ကြပေါ့လောက်ကြမယ်ဆိုကျွန်တော်ညီလေးတိုင်မယ်တော့အိမ်မှာကျွန်တော်တို့ချင်းလေးနဲ့စမ်းကြည့်ရပေါ့အစမ်းကြည့်နေကျွန်တော်တို့အာဒီချင်းလေးကကျွန်တော်အဆင်ပြေနိုင်မယ်ပေါ့လူငယ်တိုက်လေးပြောစရာလည်းကောင်းမယ်ပေါ့သူနဲ့ကျွန်တော်တိုင်ပင်ပြီးတော့ကြရဆိုကျွန်တော်လောက်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ arrangement လေးလုပ်တယ် arrangement ရေကုန်လေးမြကြီးနားလေဘိတ်မှာလာစုံကြတာတော့ဘေးသားနေရောက်ပို့ပြီးတော့ဆောင်ပြတာလေကျွန်တော်တို့ကဘယ်လိုမျိုးလဲဆိုတော့အဝင်းတော့ဒီမှာတချင်းလာဆိုတဲ့အချိန်မှာလဲကျွန်တော်တို့တချင်းနေစပြီးဒီမှာနည်းနည်းကျွန်တော်တီးဝိုင်းနေမှာတချင်းနည်းနည်းဝင်ဆိုတဲ့အချိန်မှာသူဘယ်မှာနေလဲကျွန်တော်မသိကျွန်တော်ဘယ်မှာနေလဲသူမသိဒါပေမဲ့နောက်ကျတော့သူနဲ့ကျွန်တော်အိမ်ဘေးချင်းကပြင်အဲ့ဒါသူနဲ့ကျွန်တော်လည်းနေတိုင်းစုံပြနေဒီချင်းလေးလုပ်ဖို့ကျွန်တော်တို့ဖြစ်လာကြပေါ့ပြလာကြတော့ကျွန်တော်သူ့ arrangement လေးအပ်ပြီးပါပေါ့လုပ်ပြီးပါပေါ့ကျွန်တော်သူ့အပ်ပြီးတော့ arrangement ကိုတော့ကျွန်တော်ညီလေးဆက်ပြီးတော့ဆောင်ရွက်တာပေါ့အဲ့တော့ arrangement ဘယ်လိုလုပ်ပြီးရဲဆိုတော့ကျွန်တော်ညီလေးအပေါ်ဆက်ပြီးပြောပြလိုက်လူလဲဘယ်နေအစောက်ကောက်လဲချင်းအိမ်မှာရင်ကျွန်တော်အကျန်းတီးပြတာပေါ့အိမ်မှာစက်တီအဲ့လိုပေါ့အဲ့တချင်းလေးကိုကိုကျော်ရရေးထားတယ်ဆိုတော့ကျွန်တော်အဲ့လိုခေါ်ပြီးတော့ပြတယ်ပြတော့ကျွန်တော်အဲ့ဒီတချင်းပုံစံလေးတွေကြည့်ရပြီးရင်ကျွန်တော်တို့တချို့တလေဆိုတချင်းကသူကရေးတော့ရေးထားတယ်ဒါပေမဲ့ဇာသားလေးမညီတာလေးတွေအဲ့လိုတန်စင်တစ်ခုနဲ့တစ်ခုချိတ်ဆက်မမိတာလေးတွေပါလေးရှိတော့အဲ့ဒါလေးပြန်ပြီးတော့ပြင်ကြတယ်လုပ်ကြတယ်တီးကြတယ်အဲ့ဒါကျွန်တော်ဒါပေမဲ့သူရှာထားတဲ့တန်စင်ပုံမှာ round chord ပုံစံပဲပေါ့အဲ့လို melody လေးအဲ့လို key frame တွေတွားမယ်ဆို frame နဲ့တွားမယ်ဆိုနည်းနည်း round chord ပုံစံပဲဖြစ်တဲ့ခါကျတော့နည်းနည်းကျွန်တော်တို့ 200 လေးတွေဖြစ်အောင်ဆို key လေးတွေလေး chain ပြီးတော့လေးတွားကြတယ်အဲ့တော့ကျွန်တော်ကအကုန်လုံးချောတိ mixing ကအဲ့လိုဟိုက arrangement ကတော့ချောတိအကုန်လုံးလုပ်ပြီးပြီဒီမှာ body ပေါ့drum beat ရိုက်ဖို့ဒီမှာ body drum တီးဖို့မရှိတော့ကိုရိုးအပ်တယ် beat line အောင်အဲ့ရနေပြီးတော့ channel ပိုင်းတော့ကိုရိုးလုပ်ပေးရအောင်ကျွန်တော်စီရောက်လာတယ်နေ့ရက်တော့တကယ်ရောက်လာတာတတူထိုးနေရောက်တတူထိုးနေရောက်လာကျွန်တော်ဆိုတတူထိုးနေဒါပေမဲ့တချင်းလို့ဖြစ်သွားတယ်ချင်းလို့ဖြစ်သွားတယ်ကျွန်တော်လည်းဒီကောင်ကျွန်တော်ဒီcomputer music production ပိုင်းမှာကျွန်တော်အလုပ်လုပ်လို့ရတယ်ဆိုတော့လေသူကကိုရေးတဲ့ကျွန်တော် race mail လေးပေါ့ drum လေးနည်းနည်းတီးမယ်တော့ဒါကြီးကျွန်တော် drum line နဲ့ bass line တွေကျွန်တော်တီးမိလိုက်တော့ကျွန်တော်ညပဲကြားချင်းတီးတယ်ကျွန်တော်ကိုကျွန်တော်ဝေးဖိုင်ပို့ရင်ကိုပို့ရင်ဖိုင်ပို့ရင်တနားခွဲနေပြီเนาะတနားခွဲနေညတညလုံးထိုင်တီးတာအဲ့လိုတိုင်တီးပေါ့အဲ့လိုဒါလေးကျွန်တော်တို့တစ်ချိန်လေးပြန်ပြီးတဲဖြစ်သွား body တဲဖြစ်သွားပြီးတော့ဒါလေးပေါ့ recording ဝင်ဘယ်လောက်ဘယ်နည်းဝင်လာရကျွန်တော် recording ကကျွန်တော်တို့ကတော့ရှေ့ပိုင်းမှာ arrangement ကိုအကုန်လုံးလုပ်ထားပြီးဆိုကျွန်တော်တို့ recording နဲ့ကျွန်တော်တို့ရှေ့ arrangement တွေပေါ့နော် demo နဲ့ပေါ့ဒီမိုနဲ့ကိုကျွန်တော်တို့အားလုံးပေါင်း4ရက်ခွဲလောက်ကိုကျွန်တော်တို့လုပ်လိုက်တယ်အားကြီးပဲဒါပေမဲ့ရှေ့မှာတော့ကျွန်တော် arrangement တော့တေချာလုပ်ထားတယ်နော်ဒါပေမဲ့ဒီချင်းကပေါက်ဖားလိုက်တာတော့ကျွန်တော်တို့ music သူတို့နေရောက်ပေါင်းပြီးတော့ music ချလာတာတော့ကြာပြီဒါပေမဲ့ကျွန်တော်ချီရောက်ပြီးတော့တခါတည်းအမြန်လောက်ချတော့ဝိုင်းပြီးတော့ကျွန်တော်လည်းစိတ်ပါတယ်တော့ဘယ်လိုလဲဇောင်းကြွရတယ်ချင်းဒါလေးအတချင်းမီဇီယာပဲဝါသနာတူယူသွတ်တဲ့လူတွေမျိုးလေမီဇီယာကျွန်တော်မန္တလေးမီဇီယာကတော့ကျွန်တော်တို့မန္တလေးကို recording တွင်းပြီးတော့ dead အပ်လိုက်တယ်ပေါ့ကျွန်တော်တို့ drum line တွေကျွန်တော် line အကုန်လုံးပေါ့မီဇီယာအပ်လိုက်တယ်မီဇီယာ mastering ကိုကျွန်တော်တို့မန္တလေးက KZ studio ကျွန်တော်အပ်လိုက်တယ်အပ်ပြီးတော့အချိန်မှာကျွန်တော်တို့တိုင်ပင်ကြကျွန်တော်တချင်းလေးကလည်းထွက်လာပြီဒါပေမဲ့ဒီဓာတ်ကြီးမဲ့တချင်းကြီးပဲဆိုတော့ကျွန်တော်အဆင်မပြေဘူးအဆင်မပြေတော့ကျွန်တော်တို့ကိုကြီးတီးရတယ်ကိုကြီးကိုသွားတတိယကျွန်တော်တို့ရမ်းဆယ်မယ်ပေါ့ရမ်းပျော်ကြမယ်ပေါ့ဘိတ်လို့ဆိုတော့ဆယ်တာပေါ့
ကျွန်တော်ရန်ကုန်မှာတော့တောင်းညမ်းရမှာပေါ့ MTV ကောင်းကောင်းလေးလို့ကျွန်တော်ရိုက်မယ်ဆိုပြီးတော့ ဒီမှာကိုကြီးရေးကြိုက်တယ်လို့ ကိုကြီးတော့တတိရတယ်ဟာကျွန်တော်တို့ကိုကင်းကိုကျွန်တော်တို့ဒါ Peking Studio ပေါ့ photo game ပေါ့ကျွန်တော်တို့ကိုကြီးနဲ့တိုင်ပင်ပြီးတော့ကိုကြီးတို့လည်းကျွန်တော်တို့ကအတင်သွင်းနေတဲ့အချိန်မှာကျွန်တော်စာသားလေးပြီးရတယ်ကိုကြီးဒါလေးနားထောင်ပြီးကျွန်တော်တို့ဘလိုတွေစီရမယ်ပေါ့ဘလိုတွေတောင်းညမ်းရမယ်ဒီချင်းထဲမှာရိုက်ခွက်တွေကျွန်တော်တို့ဘလိုတောင်းညမ်းမှုအတွက်ကိုကြီးစီစဉ်ပေးပါဆိုပြီးအဲကြောင့်ကိုကြီးအပ်လိုက်တော့ကျွန်တော်ကကိုကြီးကတော့စီစဉ်ပြီးရတယ်ကိုကြီးကလည်းအရင်မရိုက်ချင်ဘူးချားပဲအခုချက်ချင်းဆိုပြီးတော့ကျွန်တော်လှုပ်ဖြစ်သွား ဘယ်ဝေးနေရောက် သုံးဝင်းလေးနဲ့လာပြီးတော့အဲ့တော့ကိုကြီးကဒီကျွန်တော်တို့ music video ဘိုင်းနဲ့ပတ်သက်ပြီးတော့နော်ကိုကြီးဘယ်လိုစတင်ပြီးစီစဉ်ခဲ့လဲဆိုတာလေးပြောပြပါကျွန်တော်ဒါဒီချေကဟိုမိမြူလေးနဲ့လူငယ်တိုက်ပို့စားအောင်နော်ကိုကြီးကျွန်တော်ဒီလာအားတဲ့ချင်းကိုကျွန်တော်ညာစဉ်းစားတယ်ဘာလို့ဆိုတော့မမိဘူးမဲ့အဲ့လိုပဲ reference ယူရတော့ချာ MTV လေးပုံစံမျိုးဒီပုံစံမျိုးကဘိမ်းမှာတေးရောရိုက်ထမရှိကြဘူးဒီမှာကရေရုပ်ချင်းတိုက်ပုံစံတွေပဲများတော့မင်းမီဒီယာကိုတက်ပြီးတော့အဲ့ပုံစံတွေများပြီးတော့ဒီမှာ writer ပိုင်းလေးဒီပိုင်းလေးလုံးတဲ့ကြိုက်တဲ့ပေါ့ဒီပဲကျွန်တော်ဒီဘိမ်းမှာအဲ့လူပညာပိုင်းရှားပါတယ်အဲ့မှာလူကြောက်ကြိုက်နေကြတော့ပေါ့တန်းနိုင်ဆိုတော့ဟိုကိုမရှိရဲ့တက်တောင်းနဲ့ဒီဟာကွာဒီတန်းနိုင်ဆိုစူးစမ်းကျွန်တော်တို့လည်းရိုက်ခဲ့တော့အဲ့မှာကဲမရှိဘူးဒါကျွန်တော်နည်းနည်းစိတ်အဲ့ဒီပုံမှာကျွန်တော်ဒီချဲတဲကကျတော့ကိုကျော်ကြီးလူချဲတဲ့ပုံစံနဲ့ကျွန်တော်ပြောတာပေါ့အဲ့မှာရိုက်ရင်းနဲ့တီးရင်းနဲ့ရိုက်အဲ့လိုပုံစံမျိုးနဲ့ပါတယ်ပြီးတော့အခက်အခဲတော့ဘာမှမရှိဘူးသူကျွန်တော်တို့ကတခုခက်ခဲတာမိုးရင်းကလာပဲညအဆင်မပြေဘူးဟိုရိုက်တဲ့မတိုက်ခင်ကျွန်တော်သွားကြည့်တယ်ပြီးတော့ရိုက်တဲ့နေရာဟိုဘက်ကန်းဟိုလည်းကွင်းသွားကြည့်ရတယ်လိုင်းကြည့်လိုင်းတွေကြည့်ပြီးတော့တကယ်ရိုက်တဲ့နေ့ကျတော့ကျွန်တော်တို့တကယ်သွားကြည့်တဲ့နေ့တွေကရာသီဥတုမျိုးမတူတယ်ဟုတ်တူတယ်အဲ့မကိုတွေးရဟာတယ်မတူတယ်အဲ့ကြောင်ပြောင်းအဲ့မကလာပြီးပိုင်းကျွန်တော်စဉ်းစားပါညာတော့အဲ့မ free စဉ်းစားတော့ကင်မရာနှလုံးအဲ့မလူအဲ့တဲ့အကျချင်းတွေအဲ့ဒါကိုချိတ်စားပြီးတော့ကျွန်တော်ညီမမလို့နဲ့နေအောင်အတိုင်မဲလုပ်ကြတယ်အဲ့တော့တကယ်ရိုက်တော့အခါကျတော့မိုးကအုပ်ပြီးတော့စားထွက်တွေကဘာဖြစ်နေဒါပေမဲ့စလာကြတဲ့ကျွန်တော်တို့ကတောက်လျှောက်ကြီးဟိုထက်ငေါတာဘာမှမရှိဘူးလေသိရမလားဟိုတချေဟိုစတဲ့ကြတဲ့ကျွန်တော်တို့တိုင်ပြီးတော့ထိုင်ပြောနေတဲ့အချိန်တွေကအကုန်လုံးကဆင်ပြေနေတကယ်တည်းရိုက်တော့တောက်လျှောက်အိမ်မှာ3ချိန်လောက်ရိုက်ရွေးပါတယ်ခါတဲ့နောက်တဲ့ချိန်ကမိုးကဒုံးနေတော့အဲ့ကောင်းတယ်အဲ့သူကြပြီးတော့တောက်လျှောက်ကျွန်တော်ရိုက်တော့9နေလူကြီး9နေရဖြစ်တော့အဲ့လျှောက်သွားဟိုတယ်ခံယူအိမ်မှာတောက်လျှောက်အပျော်လေးတွေအဲ့အပျော်လေးတွေအကန်းဆိုရင်ကျုပ်တက်ဆက်သားတာမပေါအောင်အဲ့ထဲမှာဟိုတယ်ခံယူဒီလိုက်ရိုက်မယ်ဆိုတော့ဟိုရောက်မှအဲ့ဒီ white plane နဲ့တည်ပြီးတော့အဲ့ idea ရတာနဲ့ချက်ချင်းအဲ့ပုံမျိုးကျွန်တော်ဒီပိုင်းမှာသူစားရတာလုပ်နေတဲ့လူတွေကြောင့်ဒီဟာအောက်တွေးစရာမလိုဗျအဲ့ပုံစံဟို move တွေမင်းသားတယောက်ကိုတည်ပြီးတော့ရိုက်ရတဲ့ move ပုံစံမျိုးမဟုတ်ဆိုတော့ဒီလိုအမျိုးကြတော့ကိုပုံစံနဲ့လည်းကိုက်နေအဲ့လိုလုပ်ဖြစ်တော့နော်အဲ့လုပ်ဖြစ်တယ်ပြီးတော့နောက်တစ်ခုကဒီမျိုးမှာနည်းနည်းအခက်အခဲရှိတာဒီဘိုက်တွေရိုက်လိုက်လို့ဆိုဒီမျိုးမှာနည်းနည်းလေးအော်ပေးဖို့လိုတယ်ဟိုအနောက်ရှိအခက်အခဲပါညာလေအရင်လည်းကြုံဘူးလေဟိုတစိမ့်လေးကိုဖြစ်နေတယ်တဲ့ပါဟိုရက်ချီအဲ့လိုမျိုးလေးပြီးတော့ဒီမျိုးမှာဒီလုပ်ငန်းလေးပါညာကြားတော့ကျွန်တော်ရိုက်ရတဲ့အခက်အခဲတွေပါညာတခြားရိုက်သမားတွေပါလည်းရှိတယ်တူကြတယ်အဲ့လိုပြောစရာအများကြီးရှိတယ်အဲ့လိုမျိုးကျွန်တော်တို့မျိုးခံတွေဖက်ရတယ်ဒီနုပညာလုပ်တယ်ဒီဟာတွေဟိုအော်ပေးဖို့လိုတယ်ဝိုင်းဝေါ်ရံဖို့လိုတယ်အဲ့လိုမျိုးဖြစ်စစ်ချေတာပေါ့နော်ဟိုကျွန်တော်တို့ဆိုဒီဟာနဲ့လုပ်တွေခိုင်နေတဲ့လူတွေဆိုတော့ဒီဟာတအားတက်ဝဲရုပ်ကြည့်တဲ့အခါကျတော့ဒီမျိုးမှလည်းအများဖြစ်စေချင်တယ်နောက်ထပ်လည်းဒီလိုအုပ်စုတချင်းတွေလုံနိုင်တဲ့လူငယ်တွေနောက်ထပ်ရိုက်ကူးမှုတွေကျွန်တော်တို့မှမဟုတ်ဘူးအလုပ်ကျူးစသားနဲ့ဒီဟာကိုပေါ်ထုတ်ဖို့လိုတာပေါ့နော်ငါတို့မျိုးလည်းလုံနိုင်တယ်ဆိုတာမျိုးပေါ့အားပေးမှာပေါ့ကျွန်တော်တို့လည်းအဲ့လိုမျိုးညီလေးလေးဖိမှာပါကျွန်တော်တို့တို့လာရဘဲလို့ကိုညီမျိုးဆိုလာရကျွန်တော်တို့ကရတယ်စစ်တဲ့ပဲအဲ့လိုမျိုးကိုလည်းဒီအောင်လုပ်ချင်တယ်ကိုလုပ်နေကောက်စစ်တယ်အဲ့ဒါမဲ့ဒီချင်းထဲမှာတော့ထူးထူးခြားခြားကျွန်တော်တို့မင်းသမီးတယောက်တော့ကျွန်တော်တို့အဲ့လိုမျိုးလွတ်လက်ခုံပေါက်တောင်းညမ်းလို့ရအောင်တော့ကျွန်တော်တို့ပြီးတော့တဲ့နေရတာပေါ့အမင်းသမီးကရွေးလို့မကြောက်ဘူးကျွန်တော်ရွေးပြစော်ရမ်းများတယ်ဆိုနားနေဟိုကျွန်တော်တို့အလုပ်သမား6ယောက်ကျုပ်ကလေးဖက်ရရတယ်ကိုကျိုးညှိပါဆိုကျွန်တော်ကာလိုက်တာရတော့ပေါ့တော့ဆိုလို့ကျွန်တော်တို့ခေါ်လာတဲ့အလုပ်သမား6ယောက်ရောထမင်းကျွေးလိုက်ရကုန်တယ်ကျွန်တော်တို့ကခေါ်လာတယ်6ယောက်ဒီ6ယောက်ပဲခေါ်ဒီ6ယောက်ပဲရပါလားပြန်တော့လေမွေးတယ်မှာမှတ်တရားမွေးတယ်မှာမှတ်တရားဒီချင်းလေးမှာထူးခြားချက်တစ်ခုရှိတယ်။ဘာထူးခြားချက်တစ်ခုရှိလဲဆိုတော့ကျွန်တော်ဒီချင်းလေးကိုစပြီးတော့ကျွန်တော်
73ရက်နေ့မှာ official music video ကျွန်တော်စတင်မယ်ဆိုပြီးကျွန်တော်စဉ်းစားလိုက်တဲ့အချိန်မှာကျွန်တော်စဉ်းစားမိရလေးတစ်ခုရှိတယ်ပေါ့နော်ကိုရိုးနဲ့ကျွန်တော်တိုင်ပင်ပြီးတော့ကျွန်တော်တို့ဒီ platform ကိုကျွန်တော်ဖြတ်နိုင်ရင်တော့ပို့ပြီးအဆင်ပြေမလဲဆိုပြီးတော့ကျွန်တော်အဲ့မှာသွားစဉ်းစားမိရပေါ့နော်ရန်ကုန်မှာတော့တော်တော်များများဒါ music video ကြီးပါပဲ production ကြီးပေါ့နော်အဲ့ဒါကျွန်တော် legacy နဲ့ကျွန်တော် legacy music video နဲ့ကျွန်တော်တို့ဆက်သွယ်လိုက်တော့ကျွန်တော်အဲ့နေ့တွေမှာကျွန်တော်စကားပြောပြီးတော့ music video လေးပို့လိုက်တော့သူတို့ဘက်ကလည်းအဆင်ပြေတယ်အဆင်ပြေတော့ကျွန်တော်တို့နဲ့စာချုပ်ချုပ်ဖြစ်သွားတာတရားဝင်စာချုပ်ချုပ်ဖြစ်သွားတယ်ပေါ့သူတို့နဲ့ကျွန်တော်တစ်နှစ်စာချုပ်လေးချုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီတချင်းရဲ့ mobile ဝင်တွေအကုန်လုံးကတော့ဒါကျွန်တော်တို့နောက်ဆိုရင်ဒီ legacy music production ရပဲသူတို့စီရပဲတချင်းသွားမှာပေါ့ဒါပေမဲ့ကျွန်တော်တို့မှတ်မှတ်ရပေါ့တချင်းမထွက်ခင်မှာပဲကျွန်တော်တို့ဒီတချင်းကိုကျွန်တော်စာချုပ်ချုပ်နိုင်တယ်မိုက်ဒါလေးကတော့မှတ်ရကြလေးတစ်ခုပေါ့အခုဒီတက်ပို့ပြီးတော့ကျွန်တော်ထူးခြားတာတစ်ခုကတော့ကျွန်တော်တို့ဒီလာမယ့်22ရက်နေ့ဆိုရင်ကျွန်တော်တို့ဒီ legacy music production ကနေပြီးတော့ကျွန်တော်တို့ringtone တွေပေါ့ MBD Atan Unite အဲ့မှာကျွန်တော်တို့ ringtone တွေရနိုင်မယ်ကျွန်တော်တို့ CRBT ringtone လို့ခေါ်တယ်နော်အဲ့ကောင်တွေ ringtone တွေအသုံးပြုလို့ရနိုင်မယ်နောက်ပြီးတော့ကျွန်တော် international streaming မှာဆိုရင်ကျွန်တော်တို့ Spotify နောက် iPhone တွေဆိုရင် Apple Music ကျွန်တော်တို့ TikTok အဲ့မှာကျွန်တော်တို့တင်မယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ local streaming မှာဆိုရင်ကျွန်တော်တို့ Flow ဆိုတဲ့ကျွန်တော် application မှာကျွန်တော်တို့ music video လေးကို official တင်ပေးမယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ YouTube မှာလည်း official သူတို့ legacy music production ကနေပြီးတော့စတင်ဖြန့်ချီပေးပါလိမ့်မယ်22ရက်နေ့ကြာလို့ရှိရင်လည်းကျွန်တော်တို့ဒီသချင်းလေးကိုအားပေးပါဦးလို့ကျွန်တော်နောက်လည်းတိကျပို့ပြီးတော့ကောင်းတဲ့သချင်းတွေဖန်တီးပြီးတော့တင်ဆက်သွားမှာပါမယ်လို့ကျွန်တော်ပြောချင်ပါတယ်